မြန်မာနိုင်ငံမှာတင်မဟုတ်ဘူးကမ္ဘာနိုင်ငံရေးအခြေအနေကလည်းအရင်ပဲရှုပ်ထွေးတယ်ကမ္ဘာနိုင်ငံရေးဆိုလည်းကြားမှာပေါ့နော်ဗင်နီဇွဲလားပြဿနာရှိတယ်နော်အီရန်ပြဿနာရှိတယ်ဂရင်းလန်းနဲ့ပတ်သက်တဲ့ကိစ္စရှိတယ်ဂျပန်နဲ့တရုတ်ပြဿနာရှိတယ်နော်အဲဒီအများကြီးပဲကမ္ဘာမှာလည်းပဲခုနကတော့လူခိန်တဲ့ဒီမိုကရေစီဆိုင်ရာကြာရှုံးမှုတွေနဲ့နော်ပြဿနာတွေကအများကြီးပဲရှိတယ်နော်အားလုံးပဲမင်္ဂလာပါအမှန်မျိုးဝပေါ်မှာကြိုဆိုလိုက်ပါတယ်နေ့စဉ်တော်ရဲ့တဲ့တင်တွေကိုနားဆင်နိုင်ဖို့ subscribe လေးလုပ်ထားပေးကြပါဦးဗျအဲ့တော့ဒီလိုပဲနော်ကမ္ဘာအင်အားကြီးနိုင်ငံတွေမှာပေါ့နော်ကမ္ဘာအင်အားကြီးနိုင်ငံတွေမှာလည်းပဲနော်ဒီမိုကရေစီနဲ့လူ့ခွင့်ရေးစိန်ခေါ်ပြီးတော့မှနော်အာဏာရှင်လမ်းကြောင်းဘက်ကိုပြန်သွားနေတဲ့ကိစ္စဝိစာတွေရှိတယ်။အခင်းအရင်တော့လည်းကျွန်တော်ပြောခဲ့တယ်နိုင်ငံတစ်ခုရဲ့ကံကြမ္မာနိုင်ငံခေါင်းဆောင်ရဲ့အတွေးအခေါ်နဲ့ဆိုင်တယ်လို့ပြောတယ်နော်နိုင်ငံခေါင်းဆောင်ရဲ့အတွေးအခေါ်နဲ့ဆိုင်တယ်နိုင်ငံခေါင်းဆောင်ရဲ့အိမ်မက်နဲ့ဆိုင်တယ်နော်အဲ့တော့ဒါကြောင့်မလို့နိုင်ငံတစ်ခုကံကောင်းဖို့ကတော့ပြည်သူတွေအနေနဲ့တကယ်ကိုကိုယ်နိုင်ငံနဲ့တင့်တော်တဲ့နော်နိုင်ငံခေါင်းဆောင်တယောက်ရရှိရတိတ်ကိုအရေးကြီးပါတယ်เนาะအဲ့လိုပဲနိုင်ငံတင့်တော်တဲ့တကယ်တမ်းဥဆောင်နိုင်တဲ့အရေးရှင်းရှိတဲ့เนาะနိုင်ငံခေါင်းဆောင်ရွေးချယ်တတ်ဖို့လဲအင်မတန်မှလိုပါတယ်အဲ့တော့နိုင်ငံတစ်ခုအတွက်နိုင်ငံခေါင်းဆောင်ရဲ့အိမ်မက်ကတိတ်အရေးကြီးတယ်လို့เนาะတကဘာလုံးအတွက်လဲကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ရဲ့ mindset နဲ့တွေးခေါ်ရတာတိတ်ပြီးရေးကြည့်ပါလေအခုဆိုလို့ရှိရင်အမေရိကန်နိုင်ငံမှာပေါ့နော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ယူဆအတွေးခေါ်ရဲ့နော်အယူဆအတွေးခေါ်နေတဲ့သူ့ရဲ့လုပ်ရက်တွေရဲ့ရက်ခတ်မှုဟာကမ္ဘာအနှံ့ကိုနော်ပြန့်နှံ့နေပါတယ်။ဘာကြောင့်လဲဆိုတော့အင်အားကြီးရဲ့သူတွေရဲ့ရက်ခတ်ချက်ကနော်ဒီကမ္ဘာလုံးကိုပြန့်နှံ့စေလို့ပဲ။အဲ့တော့ဒါကတော့လက်ရှိကမ္ဘာမှာဖြစ်နေတဲ့အတိုင်းအတာပေါ့နော်။အဲ့လိုဖြစ်နေတဲ့အတိုင်းအတာကလည်းရှုပ်ထွေးနေတယ်နော်ရှုပ်ထွေးနေတယ်။အဲ့လိုပဲမြန်မာနိုင်ငံမှာလည်းအများကြီးပဲရှုပ်ထွေးတယ်မြန်မာနိုင်ငံမှာလက်ရှိရှုပ်ထွေးနေတာနံပါတ်1ကရွေးကောက်ပွဲပြဿနာရှိတယ်။နံပါတ်2ကတော့နော် ICJ ပြဿနာရှိတယ်နောက်တစ်ခုကဆိုလို့ရှိရင်တော့ခုနကကျွန်တော်တို့ဒီကြားဖြန့်ပြဿနာရှိတယ်เนาะအဲ့လိုပဲတခြားပြဿနာတွေလည်းပဲအများကြီးပဲရှိတယ်အဲ့တော့မြန်မာနိုင်ငံရေးမှာလည်းရှုပ်ထွေးနေဒီကြားထဲမှာဘုံနဂါးနဲ့ NUG နဲ့ပြဿနာရှိရ TNL နဲ့ကိစ္စတွေရှိတယ်လားအများကြီးပါပဲဖြစ်နေတဲ့ပြဿနာတွေအများကြီးပဲတခါ KNA နဲ့ KNU ပြဿနာတွေလည်းပဲရှိပါတယ်အဲ့တော့ဒါကတော့ပြည်တွင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးရှုပ်ထွေးနေတဲ့ကိစ္စတွေပေါ့ဘာပဲဖြစ်တော့လက်ရှိနိုင်ငံရေးအခြေအနေကနော်ရှုပ်ထွေးနေသည့်တိုင်အောင်တော့အရှိ့ကိုပဲရွေ့နေပါတယ်ဒါကတော့ကျွန်တော်ဘက်ကပဲအကောင်းမြင်လို့လာမပြောတတ်ဘူးနိုင်ငံရေးကရှုပ်ထွေးရှေ့ကိုပဲချစ်တက်နေတယ်တိုက်ပွဲတွေကတော့ရှုံးတဲ့နေရာရှိတယ်နိုင်တဲ့နေရာရှိတယ်ဒီလိုပဲသွားနေပါစစ်ဆိုတဲ့သဘောကဒီထဲမှာပဲအမြဲတမ်းနိုင်နေဆိုတာမဖြစ်နိုင်တယ်လို့အမြဲတမ်းရှုံးနေဆိုတာလည်းမဖြစ်နိုင်ပါဘူးအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တချို့ကတော့စိတ်တက်ကြတာပေါ့ဒေါ်လာကြီးကကျဆုံးသွားပြီလားဒေါ်လာကြီးကကျဆုံးနေရကြောင်းမရှိဘူးเนาะဒေါ်လာကြီးကရှေ့ကိုပဲသွားနေတယ်အဲ့တော့လောလောဆယ်ကျွန်တော်အာပီစကနေပြောရမယ်ဆိုရင်တော့လက်ရှိစစ်ကောင်စီမှာအကြက်တဲ့3ခုရှိတယ်အကြက်တဲ့3ခုရှိတယ်အဲ့နံပါတ်1ကတော့ရွေးကောက်ပွဲနဲ့ဖွဲ့စည်းမှုအခြေခံဆိုင်ရာအကြက်တဲပေါ့နော်နံပါတ်2ကတော့သူတို့အတွက်ဒီကျွန်တော်တို့ဒီပေါ့ဒီကြားဖြန့်နဲ့ပတ်သက်တဲ့အကြက်တဲပြဿနာတစ်ခုနဲ့နံပါတ်3ကတော့ဒီကျွန်တော်တို့ဒီ AA ဘက်ကနေတိုက်လာတဲ့နော် AA ရဲ့တိုက်ခတ်မှုဆိုင်ရာ AA တော့မဟုတ်ပါဘူးကျန်တဲ့ကျွန်တော်တိုင်းသားတပ်ပေါင်းစုတွေရောဒီဘက်မှာဒီ PDF တပ်မတော်တွေရောတိုက်ပွဲပြဿနာတွေရှိနေပေါ့အဲ့တော့အဲ့လိုပြောမှဆိုရင်နံပါတ်1ကရွေးကောက်ပွဲပြဿနာနံပါတ်2က ICJ ပြဿနာနဲ့နံပါတ်3ကတော့ပြည်တွင်းစီရေးဆိုင်ရာပြဿနာဒီ3ခုကိုမင်းအောင်လှိုင်ကရင်ဆိုင်နေရတယ်နော်အဲ့လိုရင်ဆိုင်နေရတယ်ဒီ3ခုကလည်းသူ့အတွက်အလှည့်အပြောင်းလိုမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်အဲ့တော့ရွေးကောက်ပွဲပြဿနာကဘာလဲဆိုတဲ့အခါကျတော့ရွေးကောက်ပွဲကိုသူ့အနေနိုင်ငံရေးအထွက်ပေါက်ဖြစ်စူးစမ်းတာပဲနော်စူးစမ်းတာပဲဒါပေမဲ့ငကိုတွေကကျွန်တော်ပြောခဲ့ဒီရွေးကောက်ပွဲကဖြစ်မှာမဟုတ်ဘူးနော်ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဖြစ်ခဲ့ရင်လည်းရွေးကောက်ပွဲနဲ့တူမှာမဟုတ်ဘူးပေါ့နော်အခုဆိုရင်ရွေးကောက်ပွဲဖြစ်တယ်လို့ရွေးကောက်ပွဲလို့သမုတ်လို့တော့မှမလွယ်ပါဘူးနော်ရွေးကောက်ပွဲနဲ့မတူတဲ့ရွေးကောက်ပွဲတကူဖြစ်သွားသည့်တိုင်အောင်သူကဘယ်လိုမှအောင်မြင်တဲ့ရွေးကောက်ပွဲမဖြစ်ခဲ့ပါဘူးအခုဆိုလို့ရှိရင်လားအပိုင်းလိုက်နားအပိုင်းလိုက်ပေါ့နော်တကယ်ကိုပဲဘယ်လိုပြောရမလဲရွေးကောက်ပွဲကိုကျင်းပတယ်နော်ရွေးကောက်ပွဲကျင်းပနေတဲ့ကာလထဲမှာလည်းပဲငြိမ်းချမ်းရေးကိုထိမထားနိုင်ဘူးတိုက်ပွဲတွေဖြစ်တယ်ပြဿနာတွေအများကြီးပဲဖြစ်တယ်အဲ့လိုပဲဒီရွေးကောက်ပွဲကိုလည်းပဲအခုဆိုရင်အာဆီယံကလုံးဝမထောက်ခံမှုတိမှမပြုဘူးလို့ထုတ်ပြန်ကြေညာတာရှိတယ်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကပေါ့နော်ဖြစ်သွားတဲ့အတိုင်အောင်ရွေးကောက်ပွဲကအောင်မြင်တဲ့ရလဒ်တခုမရပါဘူး
အဲ့လိုရခဲ့မယ်ဆိုရင်တောင်မှဒီရွေးကောက်ပွဲကနေထွက်ပေါက်ကမင်းအောင်လှိုင်အတွက်ကမလွယ်ပါဘူး။ဘာကြောင့်လဲဆိုရင်အခုပြဿနာတစ်ခုကအာဆီယံမထောက်ခံတာတယ်မဟုတ်ဘူး။ဒီရွေးကောက်ပွဲမှာပေါ့နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကလွတ်တော်ကိုရင်ခေါ်ရမှာဖြစ်တယ်။လွတ်တော်ကိုရင်ခေါ်ပြီးတော့နော်တမတကိုရင်ခံမှာနော်အဲ့လိုခံပြီးမှဥပဒေပြင်ရမှာအဲ့တော့အခုသူတို့ကဥပဒေကိုတော့ပြင်နေတယ်ဥပဒေကိုပြင်နေတဲ့အခါမှာလာလွတ်တော်မခေါ်ဘဲနဲ့ဥပဒေကပြင်လို့မရဥပဒေပြင်ရမှာလေမင်းအွန်လိုင်းကတက်ကောဒီနိုင်ငံရေးရောနှစ်ခုပေါင်းမှာပေါင်းတဲ့ဟောနော်စီရေးလဲစွန့်လွတ်စရာမလိုတဲ့တမတဖြစ်မှာပေါ့နော်အဲ့ဒီအတွက်ကြောင့်သူတို့ကမင်းအွန်လိုင်းတမတဖြစ်ရတဲ့ဥပဒေပြင်ခြင်းပေမဲ့ဥပဒေပြင်ဖို့အတွက်လွတ်တော်အရင်ခေါ်ပြီးတော့တမတကိုအရင်ခန့်မှာဖြစ်တော့ဒီကိစ္စကသူတို့အတွက်ပေါ့နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပေါ်တင်ချိုးဖောက်တဲ့လုပ်ငန်းကြီးကိုသူတို့စလုပ်ရမယ်ကိစ္စကြီးလဲပြဿနာကြီးတစ်ခုဖြစ်နေပါတယ်ဒါဒီမင်းအွန်လိုင်းအတွက်နိုင်ငံရေးကိုအစထွက်ကြတဲ့နိုင်ငံရေးထွက်ပါကအမှားနဲ့ထွက်ရမယ်ပြဿနာတစ်ခုဖြစ်တယ်ဒါကအပေါ်ယံပေါ့နော် short ပေါ်လေးတွက်လို့မရပါဘူးဒါကအင်မတန်ကြီးကျယ်တဲ့နော်နိုင်ငံရေးပြဿနာတစ်ခုဖြစ်ပါတယ်။ဘာဖွဲ့စည်းပုံချန်ဥပဒေကိုပေါ်တင်ချိုးဖောက်ပြီးတော့မှဒါလွတ်တော်ကိုမခေါ်ပဲပထမဆုံးလွတ်တော်မှာတွေကဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။เนาะအဲ့ခါကျတော့သူကသမတကိုရင်ခတ်မလားဖွဲ့စည်းပုံအခြေခံဥပဒေကိုအရင်ပြင်မလားဆိုတဲ့ပြဿနာအရင်ဖြစ်နေပါပြီ။เนาะဒါကြောင့်ဒါကရွေးကောက်ပွဲအကြက်တဲသည်မင်းအောင်လှိုင်တဲ့ပြဿနာတစ်ခုဖြစ်တယ်။နောက်တစ်ခုကကဘာကတော့အာဆီယံရောဒီရွေးကောက်ပွဲရလဒ်ကိုထောက်ခံမလာတာဖြစ်တယ်เนาะဒါကြောင့်မလို့ဒီရွေးကောက်ပွဲဒီဘီလီယံသူတို့တွေအကြက်တဲပြဿနာတစ်ခုဖြစ်တယ်နောက်တစ်ခုကပါဆိုကြားဖြန့်ပြဿနာဖြစ်တယ်ကြားဖြန့်ပြဿနာကဘာလဲဆိုတော့ကြားဖြန့်က global problem ဖြစ်နေပြီเนาะ global problem ဖြစ်နေတဲ့အခါကျတော့တကယ်လည်းပဲကြားဖြန့်ဒီမူရစေဝါထက်တောင်ကြောက်ဖို့ကောင်းတဲ့เนาะတကဘာလုံးကိုရိုက်ခတ်တဲ့တကဘာလုံးကဘယ်နိုင်ငံပြည်သူတွေကိုမဆိုအန်တီရဲ့ကြောက်လာနိုင်တဲ့เนาะကဘာဖြက်เนาะကဘာဖြက်လုပ်ငန်းတစ်ခုဖြစ်နေတယ်အဲ့ကြောင့်ဒါဒီကဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်လာတယ်ဒါကြောင့်ကြားဖြတ်နေနေရေးကိုတကဘာလုံးကအာရုံစိုက်လာကြတယ်အမေရိကန်ဆိုလို့ရှိရင်လည်းထိုင်းနိုင်ငံမှာအခြေစိုက်ပြီးကြားဖြတ်တိုက်ပြေးရေးအတွက်เนาะထိုင်လာတာရှိတယ်ဘာကြောင့်လဲဆိုရင်ကြားဖြတ်ရဲ့ဘိုးချက်မကတော့လေကုနာမြန်မာကမ္ဘောဒီးယားနဲ့နော်လာအိုနိုင်ငံပေါ့ဒါပေမဲ့တကယ်တော့ကြားဖြတ်ရဲ့ဘိုးချက်မကြီးမြန်မာကမ္ဘောဒီးယားလာအိုတယ်မဟုတ်ပါဘူးတကယ်တော့ထိုင်းကိုဘိုးပြုတ်ပြီးတော့လာတဲ့ကြားဖြတ်ဖြစ်ပါတယ်ဒီသုံးနိုင်ငံလုံးရဲ့ကြားဖြတ်လမ်းကြောင်းကထိုင်းကဖြတ်ရတာဖြစ်ပြီးထိုင်းနိုင်ငံရဲ့စစ်တပ်နဲ့ထိုင်းနိုင်ငံရဲ့ရဲတပ်ကပါဝင်ပတ်သက်လို့ဆိုရင်ဒီကြားဖြတ်ကကျေပြန့်ပြီးတော့ဒီနိုင်ငံတွေမှာအခြေကုပ်ယူနိုင်တဲ့ပြဿနာဖြစ်ပါတယ်ဒါကြောင့်မလို့ကြားဖြတ်ပြဿနာကလည်းပဲเนาะဒီမြန်မာပြည်အတွက်ကလည်းဒီမင်းအောင်လှိုင်အတွက်ကလည်းပြဿနာတစ်ခုဖြစ်လာနေတယ်ဖြစ်လာနေတဲ့အခါကျတော့ကြားဖြတ်ကိုအဓိကဥဆောင်လုပ်နေရတယ်ကတရုတ်လူမျိုးတွေဖြစ်ပြီးတော့เนาะတခါဒီကြားဖြတ်ရဲ့ကြားဖြတ်ရဲ့ဒီကဘာလုံးကိုအန်ဒီပြုတ်ပေါက်လာတဲ့အခါအန်ဒီပြုတ်လာတဲ့အခါမှာအမေရိကန်အနေနဲ့ကလည်းတရုတ်ဆန့်ကျင်ရေးဆိုတာထက်ဒီကြားဖြတ်နှိမ်နင်းရေးဒီပလင်ပို့ပြီးတော့เนาะအာယုံဆက်ရမယ့်ကိစ္စဖြစ်လာတဲ့ကြောင့်ထိုင်းနိုင်ငံမှာအခြေစိုက်ပြီးကြားဖြတ်နှိမ်နင်းရေးကိုတစ်ဖက်ကနေလှုပ်လာတယ်အဲ့တော့တစ်ဖက်မှာကမြန်မာပြည်မှာတကယ်တမ်းကြားဖြတ်ကိုတော့ပတ်သက်နေကြတာလည်းပဲမင်းအောင်လှိုင်ရဲ့စစ်တပ်ပဲဖြစ်တယ်မင်းအောင်လှိုင်ရဲ့စစ်တပ်ကနေအထောက်အကူပြုပြီးတော့ BGF နဲ့မင်းအောင်လှိုင်နဲ့ပူးပေါင်းပြီးတော့မှဒီစစ်တပ်ဒီကြားဖြတ်ကိစ္စတွေကိုတော့လက်ခံပြီးတော့ပံ့ပိုးနေတာဖြစ်တယ်ငွေကြေးဆိုင်ရာကိစ္စတွေရောမွေးရစေဝါကိစ္စတွေရောလူတက်မှုတွေကိုမျက်နှာလွှဲပေးနေတော့ကိစ္စတွေအကုန်လုံးဒီတော့မင်းအောင်လှိုင်ရဲ့စစ်တပ်မှာအဓိကတာဝန်ရှိတယ်သူတို့ကဘယ်လိုပဲဟန်ပြလုပ်ပြဒီကြားဖြတ်ကိုဟန်ပြလုပ်ပြပြီးတော့မှတစ်ဖက်မှာလည်းပဲเนาะကြားဖြတ်နေနေကိုဟန်ပြလုပ်ပြပြီးတော့မှဒီရွှေကုတ်ကိုတို့ဒီကေပတ်တို့ကနေရွှေပြောင်းမှုတွေကိုသူတို့ကဘယ်လိုပြောအောင်ဆိုရှင်ပြောင်းတင်းတင်းလုပ်နေတယ်တကယ်တော့ဒီကြားဖြတ်ကိုသူတို့အနေနဲ့ကလုံးသူတို့ဆွန့်လွှတ်ပါเนาะကြားဖြတ်ဒီကြားဖြတ်ကိုသူတို့ဆွန့်လွှတ်ရမယ်အဲ့လိုပဲ BGF ကဆက်လုပ်တယ်ဆိုရင်တော့မှသူတို့ကတားဆီးရမှာဖြစ်တယ်အေးအောင်ဒီကြားဖြတ်ဒီအန်ဒီရဲ့အရန်ကြီးလာပြီငါလည်းမလုပ်တော့ဘူးမင်းတို့လည်းမလုပ်တဲ့လို့ပြောရမှာဟာအဲ့လိုမလုပ်ဖဲနဲ့ဒီ BGF အဖွဲ့တွေကနေကြားဖြတ်ကိုဒီတော်တွင်းကိုပြောင်းတယ်တချို့ကြားဖြတ်တွေကရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေဘက်ကိုပြောင်းသွားတယ်အဲ့ဒါတွေကိုဆက်လက်ပြီးတော့မသိကြအောင်ဆောင်ပြီးတော့မှပြောင်းတင်းပေါ့နော်အကာအကွယ်ပေးနေတဲ့ကိစ္စကြီးရလဲမင်းအောင်နိုင်အတွက်အင်မတန်မှအန်ဒီရဲ့ကြီးတယ်ပြဿနာတစ်ခုဖြစ်တယ်တစ်ဖက်မှာလည်းကြားဖြတ်ရဲ့ဝင်ငွေကိုမစွန့်လွတ်နိုင်သလိုတစ်ဖက်မှာလည်းကြားဖြတ်ရဲ့အန်ဒီရဲ့ကြားဖြတ်နဲ့ပတ်သက်ပြီးတော့မှဒီကြားဖြတ်နဲ့ပူးပေါင်းနေတဲ့เนาะကဘာလုံးဆိုင်ရာရန်သူတယောက်အဖြစ်ဆက်လက်ပြီးညှိစွန်းသွားမယ့်ပြဿနာကိုလည်းသူကရင်ဆိုင်နေရတာဖြစ်တယ်เนาะအဲ့ဒီခါကျတော့ဒီကြားဖြတ်ပြဿနာကလည်းမင်းအောင်လှိုင်အတွက်ကเนาะဘယ်လိုပြောရလဲကြိုက်တွေဖြစ်ရှင်းရခက်တဲ့ပြဿနာတစ်ခုဖြစ်နေတယ်လို့ဒီကြားဖြတ်ပြဿနာကြောင့်လည်းမင်းအောင်လှိုင်ရဲ့
ဘဝကပြောင်းသွားနိုင်တဲ့အတိုင်းအတာတွေရှိပါတယ်နော်ဒါကတော့ကြဖြတ်ကိစ္စပေါ့တတိယကတော့ဗာလဲဆိုရင်ကျွန်တော်တို့သူကအဓိကအဖြစ်တော့ဒီပြည်တွင်းရဲ့စီရေးတက်ခတ်မှုတွေကိုစီရေးတက်ခတ်မှုတွေကိုပြန်လဲတုံ့ပြန်ဖို့အရန်ကိုသူပင်ပန်းနေတဲ့ပြဿနာဖြစ်တယ်အဲ့ဒါဟောဆိုတော့စီရင်ဆိုင်နေရတာတွေကနေရာတိုင်းမှာရှိရကချင်မှာရောကယားမှာရောရခိုင်မှာရောစကိုင်းမှာရောအခုဆိုရင်တောင်ပိုင်းဘက်မှာလည်းပြဿနာတွေအများကြီးရှိတယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းမှာလည်းပြဿနာတွေအများကြီးရှိတယ်စီရင်ဆိုင်နေရကိစ္စတွေပေါ့နော်အဲ့တော့ပဲခူးရုံးမှာတစ်ချောင်းမှာပြဿနာတွေရှိတယ်အဲ့ကြားထဲမှာအဆိုးဆုံးကတော့ရခိုင်ရဲ့နော်အေးရခိုင်ရဲ့တိုက်ခတ်မှုနဲ့ပတ်သက်ပြီးဖြစ်တယ်အဲ့တော့ AA ကတနိုင်ငံလုံးအတိုင်းအတာကိုတပြည်နယ်လုံးအတိုင်းအတာကိုတိမ့်ပိုက်နိုင်လောက်တဲ့အဆင့်ကိုရောက်နေပြီးတော့နောက်ဆုံးကြံနေတဲ့မြို့သုံးမြို့တဲကနေကြောက်ဖြူနဲ့စစ်တွေကိုလည်းစတိုက်နေပြီဖြစ်တယ်တိုက်နေတယ်လို့ချို့စခန်းတွေကိုလည်းသူတို့တိမ့်လို့ရနေပြီဆိုဖြစ်တယ်အဲ့ကကြတော့ဒီကိစ္စကလည်းမင်းအောင်လှိုင်အတွက်တကယ့်ကိုကောင်းခဲစရာပြဿနာဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်AA ဒီရခိုင်တပြည်လုံးကိုတိမ့်ပိုက်သွားပြီဆိုတော့အခါကြလို့ရှိရင်တရုတ်ကနော် AA နဲ့ပတ်သက်တဲ့ policy ကိုချိန်ရမှာဖြစ်တယ်လို့နော်မဟာလာနဲ့ပတ်သက်တဲ့ policy ကိုလည်းတခါလဲချိန်သွားရမယ်ပြဿနာမျိုးမှရှိတယ်အဲ့လိုသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မဟာလာအတွက်ကတကယ့်ကိုကြီးမားတဲ့ပြဿနာတစ်ခုပေါ့နော်နိုင်ငံရေးအလှည့်ပြောင်းတစ်ခုဖြစ်သွားနိုင်တဲ့ပုံစံရှိရဒါကတော့လက်ရှိမဟာလာကိုအချင်းချောက်မဟာလာချင်းချောက်နေတဲ့မဟာလာချင်းချောက်ခံနေရတဲ့ပြဿနာကြီး၃ခုပဲနော်နံပါတ်1ရွက်ကောက်ပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးထွက်ပေါက်ရဖို့ကအရန်ခက်သွားတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်တလုံးချလှုပ်ဖို့ကဒီဗလီယံတကယ်မလွယ်ဘူးပေါ့နော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ဖို့သူကိုယ်တိုင်တမတလှုပ်ဖို့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ဖို့ဆိုတာကတော်တော်ခက်သွားတဲ့အတိုင်းအတာမှာရှိတယ်အားကြောင့်ဆိုလို့ရှိရင်လွတ်တော်ကိုအရင်ခေါ်ပြီးတော့တမတကိုအရင်ခန့်ရမှာဖြစ်တဲ့အတွက်ကြောင့်တမတခန့်ပြီးမှဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရမယ်ဆိုလို့ရှိရင်တမတကသူ့ကိုခန့်လို့မရဘူးเนาะအဲ့တော့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဒါကရွက်ကောက်ပွဲနဲ့ပြတ်တဲ့သူ့ရဲ့ဖိအားဖြစ်တယ်နိုင်ငံရေးဖိအားဖြစ်တယ်နောက်တစ်ခုကတော့ခုနကြားဖြတ်နဲ့ပတ်သက်တဲ့ပြဿနာဖြစ်တယ်ကြားဖြတ်နဲ့ပတ်သက်ပြီးတော့လည်းသူ့လောဘတ်ကိုမစွန့်နိုင်တဲ့အခါမှာဒီကြားဖြတ်ကိုအမြင့်ပြမချေမုံမဲနဲ့ဆက်ပြီးတော့မွေးထားတဲ့အတွက်ကြောင့်သူကကြားဖြတ်နဲ့ပတ်သက်ပြီးတော့အမှုတွဲသွားဖို့ကြားဖြတ်နဲ့မွေးရဆိုတာတွဲပြီးအမှုတွဲသွားဖို့အတွက်အနေထားမှာရှိတယ်ဒါကလည်းအမေရိကန်အနေနဲ့သူလှုပ်ချင်လို့ရှိရင်အခြေမီ၍ခေါင်းစဉ်တက်ပြီးတော့တခါတည်းအမှုတွဲပလိုက်လို့ရတဲ့ကိစ္စဖြစ်တယ်နော်တတိယကတော့စီရေးနဲ့ပတ်သက်တဲ့ထိုးနဲ့တိုက်ခတ်ခံရမှုဖြစ်တယ်ဟောစစ်သားစုဆောင်ရေးကပိုခက်လာတယ်လို့တိုက်အင်အားပြုံးတိမှုကအရန်ကိုဆိုးရွားလာတယ်အဲ့လိုဖြစ်လာတဲ့ပြင်စစ်မျက်နှာတွေကနေရာတိုင်းမှာရင်ဆိုင်နေရတယ်လို့အစိုးဆုံးကတော့ပဲခူးတိုင်းမှာရှိတဲ့ချင်းချောက်မှုတွေကလည်းသူတို့အတွက်တော်တော်လေးကိုစိုးပါတယ်ဒါကြောင့်သူတို့လည်းပဲခူးတိုင်းကိုပြန်ဖိပြီးတိုက်နေတဲ့ဥစ္စာတွေလည်းတွေ့တယ်အဲ့တော့ဒီတိုက်စစ်ဖက်ဆိုင်ရာပေါ့နော်ပြဿနာတွေအများကြီးထဲမှာအဓိကကတော့ AA သာဒီရခိုင်ပြည်တပြည်လုံးကိုတင်ပြီးသွားခဲ့မယ်ဆိုလို့ရှိရင်မဟာလာနဲ့တရုတ်ရဲ့ဆက်ဆံရေး policy ပြောင်းသွားခဲ့ရင်မဟာလာအတွက်ရက်တီဘိုးကပို့ပြီးတော့အရန်ခက်သွားမယ်ဆိုတဲ့ကိစ္စကိုပြောတာပါအဲ့တော့ဒီ၃ချက်ကမဟာလာအတွက်တကယ်ကိုဘဝပြောင်းသွားနိုင်တယ်เนาะဇောက်ထိုးမိုးမျိုးဖြစ်သွားနိုင်တယ်အပြောင်းလဲဖြစ်သွားနိုင်တဲ့ဒီ၃ချက်ဖြစ်တယ်တစ်ဖြစ်မှလည်းပဲတနည်းอ่ะပေါ့เนาะဟိုနိုင်ငံရေးဆောင်မတစ်ခုမှာပေါ့เนาะမြန်မာနိုင်ငံရေးရဆိုင်ရာเนาะအထူးကျွမ်းကျင်သူတယောက်ကနေသုံးသပ်ထားတဲ့အထက်မှာမြန်မာတော်လှန်ရေးကတဲ့စီးရေးအရာเนาะအသာကြီးယူပြီးတော့နိုင်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့သုံးသပ်ချက်ကိုတခုတွေ့ရတယ်အဲ့ဒီသုံးသပ်ချက်ကိုအားလုံးအနှစ်ချုပ်လိုက်ပြီးတော့တခုတည်းပါပဲအဲ့ဒါကဘာလဲဆိုလို့ရှိရင်ရခိုင်ကတတိုင်းပြည်လုံးတိုင်းတာနဲ့နိုင်သွားလို့ရှိရင်ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအတွက်မဟာလာနဲ့ငင်းချမ်းရေးယူသွားနိုင်တယ်ဆိုတဲ့ထောက်ပြချက်ရှိတယ်ဒါကလည်းသူကသဘာဝကျပါတယ်เนาะဒါသဘောကျရင်သို့တော်လည်းပဲဒါကိုလည်း50ပဲကျွန်တော်တို့တွက်လို့ရပါတယ်သို့တော်လည်းပဲခုနတနိုင်ငံလုံးအတိုင်းတာနဲ့ကျွန်တော်တို့ကဒါကိုသုံးသပ်မယ်ဆိုလို့ရှိရင်မဟာလာဒီเนาะဟိုဘယ်လိုပြောရမလဲစီးအရာအခုတတိလည်းသူကရှုံးနေတာဖြစ်တယ်လို့ဆက်ရှုံးသွားဖို့ပဲရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတော်လိုင်းက9နှစ်ကျော်6နှစ်ကျော်ရောက်လာတဲ့အခါမှာခက်ခဲလာအဲ့လိုခက်ခဲလာရက်တီမှုလည်းခက်ခဲလာနော်အဲ့လိုခက်ခဲလာတဲ့အတွက်ကြောင့်နော်ဟိုလူတွေကစိတ်တက်ကြတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေကြပေမဲ့နော်တေချာကိစ္စတစ်ခုကနော်ရှိတယ်အဲ့ဒါခြုံငုံပြီးတော့ကျွန်တော်ပြောတာမဟုတ်တကယ်အရှိတရားကိုပြောတာဖြစ်တယ်အဲ့ဒါပါလဲဆိုတော့လူတွေရဲ့စိတ်ပဲအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံဆိုတာလဲဒါဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့နော်ဗုဒ္ဓဘာသာဖြစ်မှရမဟုတ်ဘူးလူတူးချင်းစီအတွက်အရေးကြီးဆုံးကစိတ်ပဲဖြစ်တယ်နော်
ခံစားမှုနဲ့စိတ်အပေါ်မူတည်ပြီးတော့လူတွေကအဆုံးဖြတ်ချက်ကိုချကြရတာဖြစ်တယ်အဲ့တော့လက်ရှိတိုင်းတာရပြည်သူတိုင်းမှာခံစားနေတဲ့ကိစ္စကဘာလဲဆိုလို့ရှိရင်နော်မအားလှလက်အောက်မှာမနေချင်တာပဲနော်မအားလှကိုလက်အောက်မှာမနေချင်တာမအားလှကိုအရှုံးမပေးချင်တဲ့စိတ်ဓာတ်ကပြည်သူတူးချင်းစီတိုင်းမှာရှိနေတယ်စင်ရဲချမ်းသာနော်အစိုးရဝန်ထမ်းပဲဖြစ်ဖြစ်အစိုးရဝန်ထမ်းမဟုတ်တာပဲဖြစ်ကုန်တယ်ပဲဖြစ်ဖြစ်မအားလှဆက်အုပ်ချုပ်တဲ့ဥစ္စာကိုမခံနိုင်တော့တာနော်အဲ့တော့အဲ့ဒီစိတ်ကပြည်သူတူးချင်းစီမှာကိန်းအောင်နေတယ်အဲ့စိတ်ကတွန်တောင်နဲ့ဖြည့်ဖြောက်ဖို့မလွယ်ဘူးအဲ့တော့ဒီစိတ်ကပဲတော်လန်ရေးကိုမရမနာဆက်သွားအောင်တွန်းပို့နေမယ်ကိစ္စဖြစ်တယ်။ဘာကြောင့်ဆိုလို့ရှိရင်အဓိကပြဿနာတရားမျှတမှုပျောက်ဆုံးသွားတာဖြစ်တယ်။တရားမျှတမှုပျောက်ဆုံးသွားပြီဆိုလို့ရှိရင်လူတွေကနော်အကျိုးအမြတ်ကိုမကြည့်တော့ကျွန်တော်ပြောနော်တကယ်ကိုဟိုလူတိုင်းထင်သာမြင်သာရှိတဲ့ကိစ္စလေးတစ်ခုပြောမယ်။လူတွေရဲ့စိတ်ကဘယ်လောက်အရေးကြီးတခါတရံကြလို့ရှိရင်နော်ဈေးဝယ်တဲ့အခါမှာဈေးချုံမှန်းသိပေမဲ့ရောင်းတဲ့လူကိုတောင်းမကြိုးရင်အဲ့ဆိုင်ဘယ်တော့မှမဝယ်ဘူးဒါစိတ်ပြဿနာပဲเนาะအဲ့ခါကျတော့เนาะရောင်းတဲ့လူကဟလာဟိုဘယ်လိုပြောရလို့ရှိရင်အပေါ်စီးဆန်လို့ဖြစ်စေเนาะတနည်းနည်းရောင်းတဲ့လူက customer မဖော်ရွေဘူးဆိုလို့ရှိရင်ငါတို့ကတော့ဟေးဈေးဘယ်လောက်ချိုအဲ့ဆိုင်ကလုံးဝမဝယ်ဘူးဆိုတဲ့လူမျိုးပါပဲเนาะလူတွေရဲ့စိတ်ကတိတ်ပြီးတော့အရေးကြီးပါတယ်เนาะအဲ့ခါကျတော့လက်ရှိအနေထားမှာပြည်သူတွေတရားမျှတမှုပျောက်ဆုံးသွားတဲ့အခါမှာเนาะပျောက်ဆုံးသွားတဲ့အခါမှာဒီတရားမျှတမှုမတရားခံနေရတယ်လို့တရားမျှတမှုပျောက်ဆုံးသွားပြီးတော့မှကိုဟာမတရားခံနေရတယ်လို့ယူဆတဲ့အခါမှာဘယ်တော့မှလူတွေကပျော်ရွှင်မလာတော့เนาะအဲ့အတွက်ကြောင့်လူတွေရဲ့စိတ်ကတိတ်ပြီးတော့အရေးကြီးတယ်ကျွန်တော်ဗုဒ္ဓဘာသာမှာလည်းစိတ်ကအရေးကြီးဆုံးတစ်ခုဖြစ်တယ်လို့ဘဝကိုလည်းစိတ်နဲ့ပဲတည်ဆောက်ရတဲ့ကိစ္စဖြစ်တယ်အဲ့တော့ဒီနေရာမှာအရေးကြီးဆုံးကမဟာလအောင်မှာမနေလို့တဲ့စိတ်မဟာလရဲ့အုပ်ချုပ်မှုကိုမခံကျင်တဲ့စိတ်เนาะအဲ့ဒီစိတ်ကဘယ်လို့မှမဟာလကိုအရှုံးမပေးခြင်းတဲ့စိတ်ကဘယ်လို့မှဖျောက်ဖျက်လို့ရမှာမဟုတ်ပါဘူးဒါလူတိုင်းမှာရှိနေတဲ့ကိစ္စပါဒီစိတ်ကတော်လန်ကြီးကိုဆက်ပြီးတည်ဆောင်သွားပါလိမ့်မယ်နော်ဒီစိတ်ကတော့ဟလာတော်လန်ကြီးကဘာကြောင့်မဖြစ်ပြတော်လန်ကြီးကဗျာစူးစီးမှုခေါင်းဆောင်မှုညံ့လို့ပဲဖြစ်တော်လန်ကြီးကစူးစီးမှုအားနည်းလို့ပဲဖြစ်တော်လန်ကြီးကအင်းကြီးညာချင်းပါဝါရှိတဲ့နိုင်ငံတစ်ခုကနေပြီးတော့မှစွတ်ဖီအားပေးနေလို့ပဲဖြစ်ဘယ်တော့ပဲနှောင့်နှေးနေပါစေပြည်သူတွေရင်ထဲမှာဟလာဟိုရှိနေတဲ့မအားလာကိုလက်မခံခြင်းတဲ့စိတ်ကတော့ဘယ်လုံးမှဖျောက်ဖျက်ပြလို့ရပြအောင်ပေါ့ဒီစိတ်ရှိနေသည်လေဒီတော်လန်ကြီးကိုဘယ်သူမှအရှုံးပေးကြမှာမဟုတ်ပါဘူးเนาะဒါကြောင့်မလို့ဒီတော်လန်ကြီးကနိုင်ကိုနိုင်မှာဖြစ်တယ်เนาะအဲ့တော့လုံးဝဟိုစိတ်တက်မကြနဲ့ကျွန်တော်တို့ကအခုခေါင်းဆောင်မှုအစ်စ်ကမကြခင်မှာပေါ်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်အဲ့တော့ဟိုမပြောချင်ပေမဲ့လည်းပြောအောင်ပဲ NUG ကပြုပြင်ပြောင်းလဲမှာမဟုတ်ပါဘူးเนาะ NUG ပြုပြင်ပြောင်းလဲမှာမဟုတ်ဘူးအဲ့တော့သူတို့ကိုယ်တိုင်ပြောင်းလဲခြင်းနဲ့စိတ်မရှိဘူးနောက်တစ်ခုကပြုပြင်ပြောင်းလဲဖို့လည်းခက်သွားပါပြီတကယ်လှုပ်ချင်နေဆိုရင်အချိန်မီပါသေးတယ်ပြည်သူတွေကလည်း NUG ကိုဘယ်လောက်ပဲအမှားတွေပဲလုပ်လို့ NUG ကိုခွင့်လွှတ်နားလည်ပြီးတော့ NUG ကပဲဥဆောင်သွားတာကိုဖြစ်စေချင်ပါတယ်ဒါပေမဲ့အဲ့လိုလုပ်ဖို့ဆိုရင် NUG အနေနဲ့ကသူတို့ကပြုပြင်ပြောင်းလဲဖို့အတွက် NUG ပြုပြင်ပြောင်းလဲရေးအတွက်အကြံပေးကော်မတီတစ်ခုကိုကြဲပြန့်ဖွဲ့ပြီးတော့ဘယ်ဟာတွေကိုဘလို့ပြုပြင်တဲ့နေဘယ်လူတွေကိုဘလို့ပြုပြင်တဲ့နေဆိုတဲ့အကြံပေးဆွေးနွေးချက်တွေအတွက်เนาะအကြံပေးကော်မတီပြုပြင်ပြောင်းလဲအကြံပေးကော်မတီကိုကြဲပြန့်ဖိတ်ခေါ်ပြီးတော့မှဒီအကြံပေးကော်မတီရဲ့အကြံပြုချက်တဲ့အတိုင်းเนาะသူတို့ကလက်ခံပြီးတော့ပြုပြင်ပြောင်းလဲရေးကိုလုပ်သွားမယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်ဒါကလည်းဟိုစိတ်ကူးရင်သဘောပဲဖြစ်တယ်ဒါကိုလည်းသူတို့ရွေးချယ်ပါမဟုတ်ပါဘူးเนาะသူတို့ကတော့ခုနကတော့ပြုပြင်ပြောင်းလဲမှာမဟုတ်တော့ဘူးဒီတိုင်းပဲဆက်သွားနေတော့မှာဖြစ်တဲ့အတွက်ကြောင့်เนาะကျွန်တော်တို့ကခေါင်းဆောင်မှုအစ်စ်ကိုပဲမျှော်ရမှာဖြစ်ပါတယ်အဲ့ခေါင်းဆောင်မှုအစ်စ်ကတော့အခုမြေပြင်ကနေထွက်ပေါ်လာမဲ့တပ်ပေါင်းစုပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီတပ်ပေါင်းစုဖြစ်ပေါ်လာမှသာလျှင်ခုနတော်လန်ရေးကအောင်မြင်မှာဖြစ်တယ်လို့တပ်ပေါင်းစုကလည်းတပ်ပေါင်းစုကမဖြစ်မနေလိုအပ်တယ်ဆိုတာကိုလည်းလူတိုင်းအဖွဲ့အစည်းတိုင်းကလက်ခံထားပြီးဖြစ်ပါတယ်အဲ့တော့ဒီတပ်ပေါင်းစုဖွဲ့ပေါ်ပေါရေးအတွက်လည်းပထမကျွန်တော်တို့ဒါဒီ NIA ဆိုတော့ပေါ်ထွက်လာခဲ့တယ်သူလည်းတပ်ပေါင်းစုအတွက်စူးစမ်းခဲ့တာပဲအခု SIA ဆိုတာထပ်ပြီးပေါ်လာတယ်ဒါတွေကဟိုနောက်ထပ်လည်းတပ်ပေါင်းစုဖွဲ့ရေးအတွက်အဖွဲ့အစည်းပေါ့နော်ဥဆောင်ခြင်းနဲ့အဖွဲ့ပေါ်လာနိုင်တယ်လို့လက်ရှိအဖွဲ့တွေနဲ့ပဲเนาะဟိုစူးစမ်းဆွမ်းဆောင်မှုနဲ့တပ်ပေါင်းစုတွေပေါ်ထွက်လာခြင်းနဲ့လာမယ်ဒါဒီလိုမျိုးအနေထားမှာရှိပါတယ်เนาะအဲ့ဒီခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်မြေပြင်ကနေပေါ်ထွက်လာတဲ့ပူပေါင်းဆောင်ရွက်တဲ့တပ်ပေါင်းစုက
NUG ဖြစ်သွားမှာပေါ့နော် NUG ဖြစ်သွားမယ်ဖြစ်သွားပြီးတော့ NUG နေရာဝင်သွားမယ် NUG ဖြစ်သွားပြီးတော့မှတော်လိုင်းရေးကိုဥဆောင်သွားမယ်ကိစ္စကမကြခင်မှာဖြစ်ပေါ်လာမယ်လိမ့်မယ် NUG နေနေကပြုရင်ပြောင်းလဲမှုလုံးမှာမဟုတ်သလိုပြုရင်ပြောင်းလဲမှုမဟုတ်လို့ရှိရင်မလုပ်လို့ရှိရင်သူ့ရဲ့အတွင်းပြဿနာတွေကတစ်ခုတစ်ခုကျေပြန့်လာပြီးထိမ့်မိတိုင်တိတ်မရနဲ့တော့ကျွန်တော်တို့က NUG ပါဗျာလို့ပြောရမှာတောင်မှမပြောရဲတော့တဲ့ဘဝကိုတဖြည်းဖြည်းနဲ့ရောက်သွားနိုင်တယ်လို့ယူဆရပါတယ်သူတကယ်ပြုပြင်ခြင်းတော့အချိန်မီပါသေးတယ်ဟောတော့ခွင့်လွတ်တတ်တဲ့မြန်မာလူမျိုးတွေကဒါကိုစောင့်ဆိုင်းနေပါတယ်တိုးတော်လည်းပဲဒီပြုပြင်ပြောင်းလဲရေးနဲ့အကြံပေးကော်မတီကိုဖွဲ့ဖို့အတွက်သူတို့စိတ်ပါမှာမဟုတ်ပါဘူးเนาะအဲ့ဒီခါကျတော့တော်လန်ရေးအတွက်ခေါင်းဆောင်တစ်လိုအပ်ပါတယ်အဲ့ဒီခေါင်းဆောင်တစ်ဒီမြေပြင်ကနေပြီးတော့ပေါ်ထွက်လာမဲ့တပ်ပေါင်းစုပဲဖြစ်ပါတယ်နောက် NUG ကနောက်ထပ်အမှားတစ်ခုကဘာထပ်လုပ်လဲဆိုတဲ့အခါကျတော့လက်ရှိ NUG ရဲ့အဖွဲ့မှာတော့ဝန်ကြီးဌာနတွေအရန်များပြီးတော့မှเนาะအရန်များပြီးတော့မှဝန်တော့ဝန်ပိုးဖြစ်နေတဲ့ကိစ္စကိုသူကမြေပြင်ကနေတပ်ပေါင်းစုတွေပေါ်လာမှာစိုးတဲ့အတွက်သူ့ရဲ့သူကိုယ်တိုင်ကနေစပြီးတော့မှတိုင်းဒေသကြီး၃ခုမှာเนาะနောက်ထပ်ပြီးတော့ဒီအစိုးတိုင်းအစိုးရအဖွဲ့ထပ်ပြီးဖွဲ့လိုက်ပါသေးတယ်အဲ့လိုဖွဲ့တဲ့အတွက်ကြောင့်ခေါင်းကြီးကိုသေးဖြစ်နေပြီးတော့မြေပြင်ပေါ်မှာလည်းဩဇာမတက်ရောက်နိုင်တဲ့เนาะအတိုင်းတာမှာပေါ့เนาะဒါသူတို့ပျက်စီးကြောင်းအတွက်ထပ်ပြီးတော့ဖန်တီးတယ်လို့ဖြစ်သွားနိုင်ပါတယ်အခုဆိုရင်မကွေးတိုင်းမန္တလေးတိုင်းနဲ့စကိုင်းဖက်ဒရယ်ယူနစ်အစိုးရတွေကိုသူတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဦးစားပေးပြီးတော့မှထပ်ပြီးထူထောင်လိုက်ပြီဖြစ်တယ်ဒါက NUG ကကုသတွင်းကိုတူးလိုက်တဲ့ကိစ္စတစ်ခုပဲလို့ကျွန်တော်တို့မြင်ပါတယ်ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့က NUG ကိုအာမကုတ်နဲ့တော့တကယ်တမ်းဦးဆောင်မှုအစ်စ်ခေါင်းဆောင်မှုအစ်စ်ပေါ်ပေါက်လာဖို့အတွက်မြေပြင်ရဲ့ပူပေါင်းဆောင်ရွက်မှုတွေကိုသာလျင်ကိုနဲ့နှိစက်တဲ့သူတိုင်းကိုတိုက်တွန်းပူပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းရင်းနဲ့ဒီခေါင်းဆောင်မှုအစ်စ်ကိုမျှော်လင့်ရမှာဖြစ်တယ်အဲ့တော့တစ်ဖက်မှာလည်းပဲ PDF လူငယ်တွေကိုပြောချင်တာတက်တရှိပါနော်တက်တရှိမှရမယ်တော်လန်ရေးဆိုတာကတော့တိတဲ့အတိုင်းပဲအယူဆအတွေးခေါ်ဟောင်းစနစ်ဟောင်းကိုတော်လန်နာဖြစ်တယ်လို့ဒီနေ့အခါမှာလည်းလူကြီးတွေရဲ့အယူဆအတွေးခေါ်ဟောင်းနေတယ်လူကြီးတွေရဲ့ချုပ်ကပ်မှုလည်းတော်လန်မှုလိုမယ်လို့ကျွန်တော်ကတော့သတိပေးချင်ပါတယ်ဒါမှသာလျင်နော်တော်လန်ရေးကတကယ့်ကိုအတွေးခေါ်အစ်စ်နဲ့နော်ဒီ generation အစ်စ်နဲ့တွဲမိမှာဖြစ်တယ်အဲ့တော့ generation အစ်စ်ကိုအတွေးခေါ်ဟောင်းကဥဆောင်နေမယ်ဆိုလည်းဘယ်လို့မှအဆင်မပြေပါဘူးဒါကြောင့်မလို့ဒီ generation အစ်စ်လူငယ်တွေကိုအတွေးခေါ်အစ်စ်ကင်ဆွဲထားတဲ့လူငယ်တွေရဲ့ဥဆောင်မှုနဲ့သွားမှတာလေးဖြစ်တယ်လူငယ်တွေနဲ့တတ်တိရှိနော်တက်တိရှိရက်ဒီဖို့စူးစမ်းပါအထူးသဖြင့်ဆိုလို့ရှိရင်အခုဒီ SRA ပေါ်လာတဲ့နောက်ပိုင်းမှာဆိုရင်ဝေဖန်သုံးသပ်မှုတွေရှိပါတယ်ဟိုမောင်ဆောင်ကဆိုလို့ရှိရင်လည်းပဲပေါ့နော်သူက NUG နဲ့မကင်းဘူး NUG ကိုမလှန်နိုင်ဘူးပေါ့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်နေတယ်ဆိုတဲ့သုံးသပ်မှုလည်းတွေ့ရတယ်ဒါကလည်းပြောမှဆိုရင်85ရာခိုင်နှုန်းလောက်မှန်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်တစ်ဖက်မှာလည်းဘုံနဂါဆိုလို့ရှိရင်လည်းဘုံနဂါနဲ့ခုနNUG နဲ့ UG ရဲ့ထက်မှာပြဿနာတွေအများကြီးဖြစ်ကြတယ်အဲ့လိုဖြစ်ကြတဲ့အခါဘုံနဂါရဲ့လေသံက NUG နဲ့ပေါ့နော်တန်ရုံးစင်မကုံတဲ့လေသံတွေတွေ့ရတယ်ဒါကြီးလည်းဘုံနဂါမှားတယ်လို့ကျွန်တော်ဒီကနေတခါပြောကြပါဘုံနဂါအနေနဲ့ NUG ကိုတန်ရုံးစင်ဖြတ်တင်တယ်နော်ဖြတ်တင်တယ်ဘယ်လိုပဲဘသူတွေဘယ်လောက်ပဲဝေဖန်ကိုကအမှားလုပ်နေသည်အမှားမလုပ်တဲ့ကိုကအမှန်ဖြစ်တယ်နယ်လေးသေးသည်ဖြစ်စီကြီးစီဖြစ်စီကိုကင်ထားတဲ့နယ်ပယ်မှာတည်တက်နဲ့နော်ပြည်သူလူထုကိုကာကွယ်ရင်းနဲ့တခြားတိဆောက်လို့ရှိရင်နော်မှန်ကန်တဲ့ကြည်လစ်မှုကအောင်မြင်မှုကိုတက်သွားမှာပဲဖြစ်တယ်ဒါကြောင့်ဘုံနဂါအနေနဲ့ NUG မှာနေရာရရေး NUG ကမျက်နှာသာပေးရေး NUG နဲ့အစဉ်ပြေရေးဆိုတဲ့ကိစ္စတွေကောင်းတဲ့ကိုမထည့်သင့်ဘူးဘုံနဂါအနေနဲ့ခုလိုပဲဆက်ပြီးအမှန်တရားကိုပဲဆက်လက်နော်ဆွဲကင်ပြီးတော့မှနော်ကိုယ့်နယ်ကိုကြစ်လေးတိဆောက်ရင်းနဲ့တဖြည်းဖြည်းနဲ့အင်အားဒီကြီးထွားလာမှာပဲလို့ကျွန်တော်ကတော့တတိပေးချင်ပါတယ်အဲ့တော့နောက်ဆုံးအချုပ်အနေနဲ့ပြောရမှာဆိုလို့ရှိရင်လူတွေအတွက်အဓိကအရေးကြီးဆုံးဒီစိတ်ဖြစ်တယ်စိတ်ကပဲနော်ဘဝကိုဥဆောင်တာဖြစ်တယ်နောက်ဆုံးဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်နောက်ဆုံးနောက်ဘဝကူးတဲ့အဆုံးဖြတ်ကိုတော့မှနောက်ဆုံးထွက်တဲ့ရဲ့စိတ်ကပဲဖန်တီးသွားတာဖြစ်တယ်ဒါကြောင့်စိတ်ကအင်မတန်မှလူ့ဘဝမှာအရေးကြီးပါတယ်အဲ့ခါမှာအခုဖြစ်နေတဲ့ကိစ္စတော်လိုင်းရေးလုံးဝမရှုံးနိုင်ဘူးနိုင်မှာပဲလို့ကျွန်တော်ပြောနိုင်တဲ့ကိစ္စမြန်မာပြည်မှာရှိတဲ့ပြည်သူအားလုံးရဲ့စိတ်ထဲမှာမအားလာရဲ့လက်အောက်မှာဘယ်လို့မှမနေချင်တဲ့စိတ်အရှုံးမပေးချင်တဲ့စိတ်ကတော့လူတိုင်းရင်ထဲမှာခိုင်မာစွာရှိတယ်အဲ့ဒီစိတ်ကနေတော်လိုင်းရေးကိုအောင်မြင်အောင်မောင်းနှင်သွားပါလိမ့်မယ်လို့เนาะပြောရင်းနဲ့เนาะနှုတ်ခွန်းဆက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေဒီတော်လှန်ရေးကနိုင်ကိုနိုင်မှာဖြစ်တယ်ကြဆုံးစရာအကြောင်းမရှိဘူးเนาะအဲ့တော့အရေးကြီးတာကကျွန်တော်တို့ကအရှုံးမပေးလက်မလျှော့ဘူးပဲဖြစ်တယ်
အဲ့အတွက်လည်းအရှုံးပေးလက်လျှော့ကြမှာမဟုတ်ပါဘူးဘာကြောင့်လဲပြည်သူတွေရဲ့ရင်ထဲမှာတရားမျှတမှုကိုလိုချင်တဲ့စိတ်မအလားကိုနော်မအလားရဲ့အုပ်ချုပ်မှုအောက်မှာမနေချင်တဲ့စိတ်ကနော်ဒီအရှုံးပေးလက်မြောက်ဖို့အတွက်ကိုခွင့်ပြုမှာမဟုတ်ပါဘူးဒါကြောင့်တော်လန်ရေးဟာနိုင်ကိုနိုင်မှာဖြစ်တယ်လက်ရှိအနေထားရတဲ့တော်လန်ရေးဟာရှေ့ကိုတွားနေတာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံရဲ့တော်လန်ရေးကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်တဲ့လူကမြန်မာပြည်ထဲမှာပဲရှိတယ်နိုင်ငံတကာကသတင်းဌာနမှာဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ကံကြမ္မာကိုပြုရင်ပြောင်းလဲပေးနိုင်တာကလည်းနော်မြန်မာနိုင်ငံထဲမှာလူတွေပဲဖြစ်တယ်နော်ဒါကြောင့်မလို့နော်ပြည်သူသားအဓိကပါနော်ပြည်သူသားအဓိကပြည်သူတွေရဲ့ရင်ထဲတူးချင်းစီထဲမှာရှိနေတဲ့စိတ်နဲ့စံတကပဲအေးကြီးပါတယ်ဒါကြောင့်မလို့ဒီတော်လန်ရေးကနိုင်ကိုနိုင်မှာဖြစ်တယ်ရှုံးစရာအကြောင်းလုံးဝမရှိဘူးလို့ကျွန်တော်ကိုယ်တိုင်ယုံကြည်တယ်လို့နော်ပြည်သူလူထုအနေနဲ့လည်းပဲနော်ဒီတိုင်းပဲကိုယုံကြည်တဲ့စိတ်ကိုဆက်လက်ကင်ဆွဲပြီးတော့နော်ကျမ်းမာအောင်နေထိုင်ခြင်းအပြင်နော်ဆက်လက်ပြီးတော့နော်တော်လန်ရေးကိုဆက်လက်တိုက်ပွဲဝင်ကြပါနော်